ကဘာကြီးကိုကျော်လွန်ပြီးအံ့ဖွယ်ဖြစ်ရစနာယူပဗေဒပညာရေးကအလွန်အောင်စရာကောင်းပြီးတော့၎င်းရဲ့ရှုပ်ထွေးတဲ့သဘောတရားတွေကိုနားလည်ဖို့အတွက်အနေငယ်ခက်ခဲနိုင်ပေမဲ့စစ်ကြမလားရှိအရာအလုံးလေးပါးကိုလက်တွေ့ကျကျရှင်းပြနိုင်ပါတယ်။ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့အရာတိုင်းကအပ်တန်အမှုန်တွေကနေစစ်ကြမလားတစ်ခုလုံးထိယူပဗေဒနေရာမတွေကိုလိုက်နာတယ်ဆိုတာသိကြပါတယ်။ဒီနယ်ပယ်မှာရှာဖွေတွေ့ရှိစရာတွေအများကြီးကျန်ရှိနေသေးအောင်မှာဖြစ်ပြီးတော့အဲ့ဒီနေရာမတွေကကျမတို့ရဲ့ကဘာကြီးကိုလက်ပတ်သွားလာစေတဲ့နေရာမတွေအများကြီးကျန်ရှိနေပါသေးတယ်ရှင်။ဒီဗီဒီယိုလေးမှာတော့ယူပဗေဒဆိုင်ရာနေရာမတွေကိုဖိစံနဲ့ယူသွစရာကောင်းတဲ့ကိစ္စရပ်တွေကိုရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ဗီဒီယိုလေးမစတင်ခင်မှာအခုလိုမျိုးဘူးတူရရပွဲအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ကျမတို့ channel လေးကိုလည်း like တောင် follow လေးလုပ်ထားပေးဖို့ဥစွာပန်ကြားလိုပါတယ်။ကဲဒါဆိုအခုပဲစလိုက်ရအောင်ပါနော်။ကားဘော်ဒီပေါ်မှာရွှေ့နေမတင်စေနိုင်တဲ့ပစ္စည်းတစ်ခုကိုပရိသတ်တို့တွေ့ဘူးပါသလားရှင်။အမှန်တော့ကားဘော်ဒီကို hydrophobic spray နဲ့ဖုံးထားပြီးတော့ဒီ spray ကရွှေ့နဲ့အရည်တွေကိုရှော့ချစေတဲ့တတိရှိပါတယ်။ဈေးကြီးတဲ့ဖက်နက်တွေနဲ့အဝတ်အစားတွေမှာဒီ spray နဲ့တုံးလင်းထားလိုက်ရင်ရေမတင်စေနိုင်တာကိုလည်းအားသင့်စရာတွေ့မြင်ရမှာပါရှင်။စစ်တပ်ကအမျိုးမျိုးသောမရှင်တွေအတွက်လည်းဒီ spray တွေကိုအသုံးပြုတတ်ကြတာတွေရှိပါတယ်။ဒီအရာကသိပြီးမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ဆက်လို့ရှားစရာကောင်းတဲ့တည်ထူမှုနောက်တစ်ခုရှိပါသေးတယ်ရှင်။ Hyperstate Biotechnology လို့ခေါ်တဲ့ company တစ်ခုကထုတ်လုပ်တဲ့ဒီမမြင်ရတဲ့အကောက်အွယ်တစ်ခုကိုတီထွင်ထုတ်လုပ်လိုက်ပါတယ်။ဒီရှေးထီရဲ့နောက်ကွယ်မှာတင်ဝင်လိုက်မယ်ဆိုရင်တော့တင်ကိုကြည့်နေတဲ့သူတွေကတင်ကိုမြင်တွေ့ရတော့မှမဟုတ်ပဲပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ဒီရှေးကိုစစ်ဘက်ရေးရာတွေသာမကရိတ်ဆန်အမဲလိုက်ခြင်းတွေမှာအသုံးချနိုင်မှာဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်အနီယာဘောလုံးတစ်ခုကိုဒီရှီလ်တဲ့နောက်ဘက်မှာထားလိုက်တဲ့အခါအလင်းကွင်းမြင့်ခြင်းနေရာမှာနဲ့ထုတ်လုပ်ထားတဲ့ဒီရှီလ်ကြောင့်ဘောလုံးကဒိုင်းကနေတဆင်ပတ်ဝန်းကျင်ကိုပြန်ကျသွားပြီးမျက်လုံးကိုဓာတ်ရိုက်မထိတော့ပဲတွေးဖဲသွားတာပဲဖြစ်ပါတယ်။ဒိုင်းကနေတဆင်ဓာတ်ရိုက်အနောက်ဘက်ကပစ္စည်းရဲ့ပုံရိပ်ကလမ်းကြောင်းမြောက်ဆော်ကိုပြက်နဲ့ဖျားကျသွားမှာဖြစ်ပြီးတော့အလွန်မင်းပြက်နဲ့သွားတာကြောင့်ပတ်ဝန်းကျင်ကလူတွေမမြင်နိုင်တဲ့အထိဖြစ်သွားခဲ့ရပါတယ်။အမေရိကန်စစ်တပ်ကဒီဒိုင်းကိုအသုံးပြုလာခဲ့တာ10နှစ်ကျော်တောင်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့ Starlight လို့ခေါ်တဲ့နောက်ထပ်ယူသွစရာပစ္စည်းတစ်ခုနဲ့ထပ်မံပြီးတော့မိတ်ဆက်ပေးကြပါမယ်။ Starlight ကအဖြူအောင်စိတ်ကတဲ့အလွှာတစ်ခုပါရှင်။ Starlight ကိုကျုပ်တလုံးရဲ့အခွာမှာတုံးလင်းလိုက်ပြီးတော့အပူပေးတဲ့လင်မုတ်ဆက်အောင်မှာ9မိနစ်လောက်အထိထားလိုက်ပြီးအခွာကြည့်လိုက်တဲ့အခါမှာတော့ကျုပ်ကအစိမ်းအတိုင်းဖြစ်နေစေဆိုတာကိုအံ့အားသင့်စရာတွေ့ရှိရမှာဖြစ်ပါတယ်။1990ပြည့်နှစ်ကာလတွေက UK ကအပြော်ရန်ဓာတုဗေဒပညာရှင်တယောက်ကတီထွင်ခဲ့တဲ့ Starlight ကို TV ကနေတစ်စစ်မိတ်ဆက်ပြသခဲ့ပြီးတဲ့နောက်1990ပြည့်နှစ်လွန်ကာလတွေမှာနာမည်ကျော်ကြားလာတာဖြစ်ပါတယ်။ဒီပုဂ္ဂိုလ်ကနောက်ပိုင်းမှာတော့ Thermostat လို့ခေါ်တဲ့ American company တစ်ခုစီကိုသူ့ရဲ့နည်းပညာကိုရောင်းချခဲ့ပြီးတော့ company က American စစ်တပ်စီကိုဒီနည်းပညာကိုထပ်မံအဆင့်မြင့်ပြီးတော့ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ American လေတပ်နဲ့ NASA တို့ကသူတို့ရဲ့စစ်ဘက်သုံးတိုက်လေယာဉ်တွေဒုံးကျည်နဲ့ဂျိုလူတွေမှာပုံမှန်ချက်အများကြီးပိုတဲ့ယူသွစရာအပူချိန်တွေကိုခံနိုင်ရှိဖို့အတွက်အသုံးပြုပါတယ်။အိန္ဒိယကမြောက်လူသားလို့နာမည်ကြီးတဲ့ဒီလူကမြောက်တွေရဲ့သဘောတဘာဝကိုနှစ်ပေါင်းများစွာလေ့လာခဲ့ပြီးတဲ့နောက်မှာနိုင်ရန်အမြင့်ကြီးတွေကိုတော့အကူအညီပစ္စည်းမပါဘဲနဲ့ဒီလူကလက်ဗလာနဲ့တက်ပြခဲ့ပါတယ်။တရုတ်နိုင်ငံကစတိုးဆိုင်တစ်ခုမှာစင်မော်ကနေပြုတ်ကျလာတဲ့ရေဘူးတစ်ခုကကျန်းပြင်းတဲ့အတွေ့မှာတော့ကွက်ထွက်သွားခဲ့ပြီးမြဲထူးထူးဆန်းဆန်းပဲရေတွန်းနဲ့အကျူသူ့နေရာကိုပြန်ရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ရေတွေကကဘာမြေကြီးရဲ့ drug ဆွဲအားကြောင့်အပေါ်ကနေအောက်ကိုကျလာတာကိုပဲမြင်ဖို့ကြမှာပါနော်။ဒါပေမဲ့အောက်ကနေအပေါ်ကိုရေတွေစံတက်တဲ့နေရာတွေကိုလည်း American, UK, အိန္ဒိယ, ချီလီနဲ့ဘရာဇီးတို့မှာရှိတဲ့ပြောင်းပြန်ရေတွေကိုနေမှာအခုလိုမျိုးအံ့အားသင့်ဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။တကယ်တော့ဒီကိစ္စကအထက်လေးတိုက်နှုန်းတစ်နာရီကို85ကီလိုမီတာကျော်ရင်ကိုဖြစ်နိုင်ပါတယ်။ဖြောက်ဖြောက်တန်းတန်းရှိနေတဲ့ memory metal တွေကိုအပူပေးလိုက်တဲ့အခါမှာတော့ရှုပ်ထွေးတဲ့ပုံစံမျိုးနဲ့ကွေးသွားတတ်ပေမဲ့နောက်ထပ်တစ်ကြိမ်အပူပြန်ပေးတဲ့အခါမှာတော့အံ့အားသင့်စရာကောင်းလာအောင်ပဲမူလပုံစံအတိုင်းပြန်ဖြောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်ထပ်တွေ့မြင်ရတာကတော့ရွက်ဖြင့်တဲလေးတွေဖြစ်ပြီးတော့ဒီတဲကအပြင်ဘက်ကနေကြည့်တဲ့အခါပုံမှန်အတိုင်းဖြစ်ပေမဲ့အတွင်းဘက်ကနေကြည့်ရင်တော့အပြင်ဘက်ကပတ်ဝန်းကျင်အားလုံးကိုရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကတန်လိုက်တောင်ကုန်းဟာလေယူပဗေဒနေရာမှာတွေကိုစန့်ကျင်နေတဲ့အရာတွေကတစ်ခုပါပဲရှင်။ထူးဆန်းတာကဒီတောင်ကုန်းပေါ်မှာကားကိုရက်ထားမယ်ဆိုရင်တောင်မှကားကအောက်ကိုမရွေ့သွားဘဲနဲ့တနင်္ဂနွေကီလို20နှုန်းနဲ့အထက်ဘက်ကိုရွေ့လျားသွားမှာဖြစ်ပါတယ်။ရှီလီလင်ဆိုတဲ့ရှောင်းလင်ဖုန်းတော်ကြီးတစ်ပတ်ကငင်းစင်ကလေးကရေပေါ်လန်းလျှောက်ခြင်းကိုအိမ်မက်မက်ခဲ့တာဖြစ်ပြီးပုံကြီးပွဲရောက်တဲ့အခါ9နှစ်ကြာအောင်ခြေထောက်တွေကိုတန်နှုံးတွေဆွဲပြီးတော့ပြေးလွှားလေ့ကျင့်ခဲ့တာနောက်ဆုံးမှာတော့ပေ400လောက်အထိဘာအကူကြီးမှမပါဘဲနဲ့ရေပေါ်ကိုလန်းလျှောက်ပြနိုင်ခဲ့ပါတယ်။လီဟတ်လို့ခေါ်တဲ့မော်ဆရာကစကားတွေထဲမှာမြင်တွေ့ရတဲ့မော်ကောဇောလိုမျိုးအရာကိုတီထွင်ဖန်တီးပြလိုက်ပြီးတော့ဘာမှမယုံမသားမလုပ်ထားကြောင်းကိုလည်းတက်တည်ပြခဲ့သေးတာလည်းရှိပါတယ်ရှင်။ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာတွေကဘေးရတစ်ခုကတင်းစိတ်ကိုအံ့အားသင့်မှုတွေဖြစ်စေခဲ့တဲ့ဆိုတော့ကွန်မန့်မှာပြပြပေးလို့ရပါတယ်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။